အားလုံးပဲမင်္ဂလာပါခွန်အားလားဟမ်မိတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျမဒီနေ့အရန်ထိုးရလွယ်ကူပြီးတော့မှရုံးသွားကြောင်းသွားအသုံးပြုလို့ရတယ်ဒီရဲ့ mesh bag ထိုးနည်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ချီကိုတော့ဒီနိုင်ယွန်းကထုတ်တဲ့အိတ်ထိုးချီလေးကိုအသုံးပြုထားတာပဲဖြစ်ပါတယ်အဆိုင်လေးကတော့ 4mm အပဲဖြစ်ပါတယ်ဟုတ်ပြီကျမတို့အခုပထမဆုံး slip knot အကွင်းလေးအရင်ဆုံးလုပ်မယ်နော်ပြီးပြီဆိုလို့ရှိရင်ကျမတို့ဒီထဲမှာဖွတ်မီထိုးပါမယ်ဖွတ်မီကိုစုစုပေါင်း52ခုထိုးလာခဲ့လိုက်ပါနော်52ခုပြည့်တဲ့ခါကျရင်ကျမပြန်ပြောပြပေးသွားပါမယ်ဟုတ်ပြီခုကျမတို့ဒီမှာဖွမီ52ခုပြီးသွားပြီเนาะ52ခုပြီးသွားပြီဆိုရင်ကျမတို့အဲ့ရဲ့အောက်ခြေပေါ့เนาะ base ကိုစပြီးထိုးပါမယ်ဒါဆိုရင်ကျမတို့ဒီပထမဆုံးဖွမီကနေရည်မယ်เนาะ1 2 3 4 5เนาะ5ဆိုတော့ဒီ6ခုမြောက်နေရာမှာကျမတို့တိုင်ရှည်တစ်တိုင်လာထိုးလိုက်ပါเนาะဒီမှာ6ခုအပေါက်နေရာမှာတိုင်ရှည်တစ်တိုင်ထိုးမယ်ပြီးတော့ဖွမီတစ်ခါထိုးမယ်ပြီးတော့ဒီတူဘေးနာတစ်ပေါက်ကိုကျော်ပြီးတော့နောက်တစ်ပေါက်မှာတိုင်ရှည်တစ်တိုင်ပြန်ထိုးမယ်နော်ပြီးရင်ဖွမီတစ်ခါတစ်ပေါက်ကျော်တိုင်ရှည်တစ်တိုင်နော်ဖွမီတစ်ခါတစ်ပေါက်ကျော်တိုင်ရှည်တစ်တိုင်ဒီပုံစံအတိုင်းပဲကျမတို့အဆုံးရောက်တဲ့အထိထိုးလာခဲ့လိုက်ပါနော်ဖွမီတစ်ခါထိုးမယ်ပြီးတော့တစ်ပေါက်ကိုကျော်မယ်အောက်ကတစ်ပေါက်เนาะအောက်ကတစ်ပေါက်ကိုကျော်ပြီးတော့နောက်တစ်ပေါက်မှာတိုင်ရှည်တစ်တိုင်နော်ဒီတိုင်းလေးပဲအဆုံးရောက်တဲ့အထိထိုးလာခဲ့လိုက်ပါဒီအဆုံးနေရာရောက်တဲ့ခါကျရင်ကျမပြန်ပြပေးမယ်နော်ဟုတ်ပြီအခုကျမတို့ဒီမှာနော်ထိုးလာတာနောက်ဆုံးနှစ်ပေါက်ပဲကျန်တယ်ဆိုတော့ဒီမှာဖူမီတစ်ခါထိုးမယ်တစ်ပေါက်ကျော်ပြီးတိုင်ရှိတစ်တိုင်ထိုးလိုက်မယ်နော်ဒါဆိုရင်ကျမတို့အဲ့အောက်ခြေရဲ့ row 1ပြီးသွားပါပြီနော်ဆိုတော့ row 2 set ထိုးမယ်ကျမတို့ဖူမီ4ခါထိုးလိုက်ပါ1 2 3 4ပြီးရင်ထိုးထားလေးကိုလှည့်မယ်ဒီဖူမီ3ခါကျတော့ဒီတိုင်ရှိတစ်တိုင်ဖြစ်တယ်ဒီတစ်ခုကကျတော့ဒီကြားထဲကပေါ့နော်ဒီကြားထဲကဖွမီတစ်ခုဆိုတော့ဒါကြောင့်ဖွမီက4ခုဖြစ်သွားတာအဲ့ဒါပြီးရင်ဒီဒုတိယတိုင်ရှိရဲ့အပေါ်မှာကျမတို့တိုင်ရှိတစ်တိုင်ထိုးရမှာပဲဖြစ်ပါတယ်เนาะဒီပုံစံဖြစ်သွားပြီပြီးတော့ဖွမီတစ်ခါထိုးမယ်ပြီးတော့ဒီတိုင်ရှိပေါ်မှာတိုင်ရှိတစ်တိုင်ပြန်ထိုးမယ်เนาะတော့ဒါကကြတော့ကျမတို့ row 2ပေါ့เนาะ8ရဲ့အောက်ခြေ base ရဲ့ row 2ဖြစ်ပါတယ်တော့ဒီမှာဖွမီတစ်ခါထိုးမယ်ဒီတိုင်ရှိရဲ့အပေါ်မှာတိုင်ရှိတစ်တိုင်ထပ်ထိုးမယ်နော်ပြီးတော့ဖွမီတစ်ခါပြန်ထိုးမယ်ဒီတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်တိုင်ထပ်ထိုးမယ်အခုတိုင်းလေးပဲကျမတို့ထိုးလာခဲ့လိုက်ပါနော်ဒီတိုင်းပဲဆက်ထိုးလိုက်ပါဖွမီတစ်ခါထိုးမယ်တိုင်ရှည်ပေါ်မှာတိုင်ရှည်ထိုးမယ်နော်ဒီတိုင်းပဲထိုးလာခဲ့လိုက်အဆုံးနေရာရောက်တဲ့ခါကျရင်ကျမပြန်ပြပေးမယ်နော်အခုကျမတို့ဒီမှာနောက်ဆုံးနေရာရောက်ပြီဆိုရင်ဒါကပထမဆုံးကထိုးခဲ့တဲ့ဖွမီပေါ့နော်အဲ့ဒီမှာကျမတို့ဒီမှာဖွမီတစ်ခါထိုးတယ်ပြီးတော့ဒီမှာဖွမီ1 2 3ခုမြောက်နေရာမှာကျမတို့ကနော်1 2နားလေးနော်ဖွမီကို1 2 3ဒီနေရာပေါ့နော်ဒီမှာတစ်ခုပဲခြံထားပြီးမှဒီဘေးနားတစ်ခုကိုကျမတို့အဲ့အပေါ်မှာတိုင်ရှိတဲ့တိုင်ထိုးလိုက်တာပဲဖြစ်ပါတယ်เนาะဒါဆိုရင်ဒါကအဲ့အောက်ခြေရဲ့ row 2ပေါ့နော်အောက်ခြေရဲ့ row 2ပြီးသွားပြီဆိုတော့ row 3ကိုလည်းခုန row 2အတိုင်းပဲကျမတို့ဆက်ထိုးမယ်နော်1 2 3 4ပထမဆုံးဖွမီ4ခုထိုးလိုက်တယ်เนาะပြီးတော့ဒီမှာဒီဒုတိယတိုင်ရှိအပေါ်မှာတိုင်ရှိတစ်တိုင်ထိုးတယ်เนาะပြီးရင်ဖွမီတစ်ခါတိုင်ရှိတစ်တိုင်เนาะခုနကျမတို့အိတ်အောက်ခြေရဲ့ row 2ကိုထိုးတယ်လို့ပဲ row 3ကိုထိုးမယ်เนาะ row 3ပြီးတော့ row 4 row 5ရောက်တဲ့အထိဒီတိုင်းပဲဆက်ထိုးလာခဲ့လိုက်ပါเนาะအတူတူပဲเนาะဒီ row 2ထိုးထားတဲ့ပုံစံနဲ့အတူတူပဲဆိုတော့ row 5ပြီးတဲ့အခါကျလို့ရှိရင်ကျမဆက်ပြောပြပေးပါမယ်เนาะဟုတ်ပြီကျမတို့အခုဒီမှာ9 line ပြည့်သွားပြီပေါ့နော်ဒါဆိုလို့ရှိရင်8ရဲ့အောက်ခြေပေါ့နော် base လေးပြီးသွားပါပြီเนาะ row 5t ပြီးသွားပြီဆိုတော့ကျမတို့ကိုထဲပိုင်းကိုဆက်သွားမယ်ကိုထဲပိုင်းကိုကြတော့ကျမတို့ဒီအခုထိုးထားတဲ့နေရာကနေပဲဖွတ်မီ4ခါထိုးလိုက်ပါเนาะ1 2 3 4ဟုတ်ပြီเนาะဖွတ်မီ4ခါထိုးပြီးတော့မှ
ဒီဖွမီ3ခုနေရာမှာပေါ့နော်1 2 3 4ခုထိရှိရမလားအဲ့ဆိုရင်ဖွမီဒီ3နေရာမှာမင်းတို့ဒီလိုမျိုးမှတ်ကလေးနဲ့မှတ်ခဲ့လိုက်မယ်နော်3နေရာမှာမှတ်ကလေးနဲ့မှတ်ခဲ့လိုက်မယ်အဲ့ပြီးပြီဆိုလို့ရှိရင်ဒီတိုင်ရှည်ပေါ့နော်ဒီဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဒီနေရာပေါ့နော်ဒီနေရာနော်ခုနကတော့ထိုးတာဒီလိုမျိုးထိုးတာအခုကကြတော့လှည့်ပြီးမှဒီဘက်ကိုလှည့်လိုက်မယ်နော်လှည့်ပြီးတော့မှဒီနေရာပေါ့နော်ဒီအပေါက်နေရာမှာတိုင်ရှည်တစ်တိုင်ထိုးလိုက်ပါနော်နော်တိုင်ရှည်တစ်တိုင်ထိုးလိုက်ပါအဲ့ဒါပြီးရင်ဖွမီတစ်ခါပြန်ထိုးနော်ဖွမီတစ်ခါပြန်ထိုးပြီးလို့ရှိရင်ဒီဘက်ဒီ row ပေါ့နော်တ row ကိုတိုင်ရှည်တစ်တိုင်ပေါ့ပြောချင်တာဒီမှာနော်ဒီ row မှာလည်းတိုင်ရှည်တစ်တိုင်ပြန်ထိုးလိုက်ပါဟုတ်ပြီနော်အဲ့ပြီးပြီဆိုလို့ရှိရင်ဖွမီတစ်ခါပြန်ထိုးမယ်ထိုးပြီးရင်ဒီ row ပေါ်မှာလည်းဒီပေါ်မှာနော်ဒီ row အပေါ်မှာတိုင်ရှည်တစ်တိုင်ပြန်ထိုးလိုက်ပါအဲ့ဒါပြီးရင်ဖွမီတစ်ခါပြန်ထိုးဒီမှာလည်းတစ်တိုင်ပြန်ထိုးပါနော်အဲ့ဒါပြီးရင်ဒီမှာတောက်နေရာရောက်လာပြီနော်ဒီလိုတောက်နေရာမှာကျတော့ဒီမှာဖွမီတစ်ခါထိုးမယ်နော်တောက်နေရာမှာဆိုရင်တိုင်ရှည်ကတိုင်ရှည်တစ်ခုဖွမီတစ်ခုနှစ်ခါလုပ်ပြရမှာဖြစ်ပါတယ်နော်ဆိုတော့ဒီမှာတိုင်ရှည်တစ်တိုင်ထိုးပြီးပြီတိုင်ရှည်တစ်တိုင်ထိုးပြီးပြီဆိုရင်အမှဖွမီတစ်ခါထိုးမယ်နော်ဖွမီတစ်ခါထိုးပြီးအဲ့တစ်ပေါက်ထဲမှာပဲတိုင်ရှည်နောက်ထပ်တစ်တိုင်ထပ်ထိုးလိုက်ပါနော်ဆိုတော့တောင်း၄တောင်းစလုံးကိုအခုပုံစံပဲထိုးပြရမှာပေါ့နော်တိုင်ရှည်တစ်တိုင်ဖွမီတစ်ခုတိုင်ရှည်တစ်တိုင်နော်ဒီမှာလည်းနှစ်ခုထိုးမယ်ဒီမှာလည်းနှစ်ခုထိုးမယ်အခုဒါတစ်ခုထိုးထားတယ်ခဏပတ်လိုင်းတစ်ခါပြန်ထိုးမယ်နော်ဆိုတော့အခုဒီမှာဒီတစ်ပေါက်ထဲကိုပဲတိုင်ရှည်တစ်တိုင်ဖွမီတစ်ခုတိုင်ရှည်တစ်တိုင်ထိုးထားတယ်ပြီးတော့ဖွမီတစ်ခုပြန်ထိုးမယ်ထိုးပြီးလို့ရှိရင်ဒါကဒီဟာအတွက်ပြီးသွားပြီเนาะဆိုတော့ဒီဟာအတွက်ဒီတိုင်အတွက်ဆိုတော့ဒီတိုင်ရဲ့အပေါ်မှာလည်းကျမတို့တိုင်ရှည်တစ်တိုင်ပြန်ထိုးမယ်เนาะဆိုတော့သဘောကကြတော့ကျမတို့ခုနကထိုးထားတဲ့ base ပေါ့နော်ဒီrow 5ခုကိုအခုကဒီလိုပတ်ပြီးမှထိုးနေပြီဒီလိုပတ်ပြီးမှထိုးနေပြီเนาะပတ်ပြီးမှထိုးနေတာအခုဒီဘက်ပြန်ရောက်လာပြီတော့ကျမတို့အခုဒီမှာဖွမီတစ်ခါထိုးမယ်ထိုးပြီးရင်ဒီတိုင်ရှည်အပေါ်မှာတိုင်ရှည်တစ်ခါပြန်ထိုးမယ်เนาะအခုအတိုင်းလေးပဲကျမတို့ကဖွမီတစ်ခုเนาะတပေါက်ကျော်တိုင်ရှည်တစ်တိုင်အဲ့ဒါကိုဆက်ပြီးတော့မှထိုးလာမယ်เนาะဒီတိုင်ရှည်ပေါ်မှာပဲတိုင်ရှည်ထပ်ထိုးလိုက်တာအဲ့ဆိုရင်အခုတိုင်းလေးပဲဆက်ပြီးထိုးလာတာဘယ်အထိထိုးမလဲဆိုရင်ဒီတောင်းရောက်တဲ့နေရာအထိပေါ့နော်ဒီတောင်းရောက်တဲ့နေရာကြာလို့ရှိရင်ကျွန်မပြန်ပြောပြပေးမယ်နော်ဒီနားလေးမှာပြန်တွေ့ကြမယ်ဟုတ်ပြီကျမတို့အခုဒီမှာနော်ဒီကနေပတ်ပြီးတော့မှထိုးလာစထိုးတာဒီနေရာနော်ပတ်ပြီးတော့မှထိုးလာအခုဒီတောင်းနာရောက်လာပြီဒီတောင်းနေရာကျတော့ဒီမှာဖွတ်မီထိုးထားတဲ့နေရာဒီလား1 2 3 4ဆက်စချင်းထိုးထားတဲ့ဖွတ်မီ4ခုထိုးထားတဲ့နေရာပေါ့နော်ကျမဒီမှာဖွတ်မီတစ်ခါထိုးတယ်ဆိုတော့ဒီမှာတစ်ပေါက်ခြံထားတယ်ပေါ့နော်တစ်ပေါက်ကြားထဲမှာတစ်ပေါက်ခြံထားပြီးတော့ဒီ3ပေါက်မြောက်ဖွတ်မီမှာကျမတို့တိုင်ရှည်တစ်တိုင်ထိုးမယ်နော်ဒေါင်းဆိုတော့တိုင်ရှည်2တိုင်ထိုးပြရမှာလေနော်တိုင်ရှည်တစ်တိုင်ဖွတ်မီတစ်ခုပြီးတော့အဲ့တစ်ပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်တစ်တိုင်ထပ်ထိုးလိုက်ပါနော်ဒီလိုမျိုးဆိုတော့ဒီမှာတိုင်ရှည်တစ်တိုင်ဖွတ်မီတစ်ခုတိုင်ရှည်တစ်တိုင်ပြီးတော့ဖွတ်မီတစ်ခါပြန်ထိုးမယ်ပြီးရင်ဒီ row ရဲ့အပေါ်မှာเนาะဒီ row ရဲ့ဒီမှာဒီ row ရဲ့ဒုတိယ row ပေါ့เนาะဒီဒုတိယ row ရဲ့အပေါ်မှာတိုင်ရှည်တစ်တိုင်ပြန်ထိုးဖွတ်မီတစ်ခါထိုးဒီ row အပေါ်မှာလည်းတိုင်ရှည်တစ်တိုင်ပြန်ထိုးเนาะပြီးတော့ဖွတ်မီတစ်ခါထိုးဒီ row အပေါ်မှာလည်းတိုင်ရှည်တစ်တိုင်ပြန်ထိုးเนาะရှည်တစ်တိုင်ထိုးဖွတ်မီတစ်ခါဒီမှာလည်းတိုင်ရှည်တစ်တိုင်ထိုးမယ်ပြီးတော့ဖွတ်မီတစ်ခါအဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျမတို့ကတောင်းနေရပြန်ရောက်လာပြီเนาะဒီတောင်းဆုံးနေရပြန်ရောက်လာပြီတောင်းဆုံးနေရရောက်လာပြီဆိုရင်ခုနအတိုင်းပဲကျမတို့ဒီဖက်တောင်းကအတိုင်းပဲပေါ့เนาะဒီမှာဖွတ်မီတနေရပဲခြံထားလိုက်မယ်เนาะဒီမှာဒီကနေရီမယ်ဆို3ခုမြောက်ဒီဖွတ်မီထဲမှာကျမတို့မလုပ်မလဲဆိုရင်တိုင်ရှည်တစ်တိုင်
တောက်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ဖွမီတစ်ခုနောက်ထပ်တိုင်ရှိတစ်တိုင်အဲ့တစ်ပေါက်ထဲမှာပဲထပ်ထိုးလိုက်ပါနော်အဲ့လိုမျိုးတောင်းဆိုရင်ကျမတို့ဒီလိုတိုင်ရှိ V ပုံစံပေါ့နော်နှစ်ခုရှိနေရပါမယ်နော်ပြီးတော့ဖွမီတစ်ခါထိုးမယ်ထိုးပြီးလို့ရှိရင်ဒီဘက်ကိုပြန်ပတ်တော့မယ်နော်အခုဒီဘက်ချမ်းပြန်ရောက်လာပြီအဲ့ဒါဆိုရင်ကျမတို့အခုဒီဘက်တောင်းပြီးပြီဆိုရင်ဒီတိုင်ရှိအပေါ်မှာတိုင်ရှိတစ်တိုင်ထိုးလိုက်ပါနော်ပြီးရင်ဖွမီတစ်ခါထိုးမယ်ပြီးတော့ဒီတိုင်ရှိအပေါ်မှာလည်းတိုင်ရှိတစ်တိုင်ပြန်ထိုးလိုက်ပါပြီးတော့ဖွမီတစ်ခါထိုးမယ်အဲ့လိုပဲဆက်ပြီးတော့မှထိုးလာခဲ့လိုက်နော်ကျမတို့အခုတောင်း3နေရာတော့ပြီးသွားပြီပေါ့နော်ဒီမှာ1နဲ့ဒီဘက်တောင်းလည်းပြီးပြီဆိုတော့ဒီအတိုင်းပဲဆက်ထိုးလာခဲ့လိုက်ဒီနေရာရောက်တဲ့ခါကျရင်ကျမပြန်ပြောပြပေးမယ်နော်ဟုတ်ပြီအခုကျမတို့ထိုးလာတာဒီအစနေရာလေးပြန်ရောက်လာပြီเนาะအစနေရာလေးပြန်ရောက်လာပြီဆိုတော့ဒီနောက်ဆုံးတစ်ပေါက်ပေါ့เนาะနောက်ဆုံးတစ်ပေါက်မှာဒီမှာကျမတို့ကဆဆချင်းလုံးကထိုးတော့ဖွမီလေးခုထိုးထားတယ်เนาะအမှ3ခုနေရာမှာမှတ်ထားတယ်ဆိုတော့မင်းတို့ဒီထဲမှာတွားတာဒီဖွမီ3ခုကကြတော့တိုင်ရှိတစ်တိုင်ဆိုတော့နောက်ထပ်တိုင်ရှိတစ်တိုင်လိုသေးတယ်เนาะတောက်မှာဆိုတော့တိုင်ရှိ2တိုင်ဖြစ်ရမှာဆိုတော့ဒီနေရာမှာနောက်ထပ်တိုင်ရှိတစ်တိုင်ထပ်ပြီးတော့မှထိုးလိုက်ပါထိုးပြီးပြီဆိုလို့ရှိရင်ဖွမီတစ်ခါထိုးမယ်ထိုးပြီးရင်ကျမတို့ဒီမကာမှတ်ထားတဲ့နေရာလေးမှာရှက်ကော်လေးနဲ့လာချိတ်လိုက်မယ်ဆိုလို့ရှိရင်ဒါအဲ့ရဲ့ကိုထဲရဲ့ round 1ပြီးသွားပါပြီเนาะဒီအတိုင်းလေးဖြစ်မယ်အဲ့ရဲ့ကိုထဲရဲ့ဒါဆိုရင် round 1 beauty အပေါ်ဆက်တက်လာလိုက်ရုံပဲเนาะဒါဆိုလို့ရှိရင်ကျမတို့ကအခုဒါဒီလေးဖက်ပေါ့နော်ဒီမှာရောပဲဒီမှာတိုင်ရှိ2တိုင်ရှိတယ်ဒီဘက်မှာလည်းတိုင်ရှိ2တိုင်ဒီဘက်ထောက်နှစ်ဖက်စလုံးမှာလည်းတိုင်ရှိ2တိုင်စီရှိပါတယ်နော်အဲ့ရဲ့ဒါကျမတို့8ကိုထဲရဲ့ round 1ပြီးသွားပါပြီနော်ပြီးအခုကျမတို့ကိုထဲရဲ့ row 2ကိုပြန်စထိုးမယ်ပေါ့နော်ကိုထဲရဲ့ row 2ကိုထိုးဖို့ရန်အတွက်ကတော့ပုံမှန်တိုင်းပဲဖြစ်သွားပြီเนาะ1 2 3 4เนาะ3ခုကကြတော့တိုင်ရှိတစ်တိုင်ဒီ4ခုမြောက်ဖွမီကကြတော့ဒီကြားထဲကဖွမီပေါ့နော်ဆိုတော့ကျမတို့ဒီ3ခုမြောက်နေရာမှာပေါ့နော်ဒီ3ခုမြောက်နေရာမှာမာကာလေးနဲ့မှတ်ထားလိုက်ပါနော်မှတ်ထားပြီးပြီဆိုလို့ရှိရင်ဒီဖွမီနဲ့တိုင်ရှိကကြတော့ဒီတစ်ခုအတွက်ပေါ့နော်ဒီတစ်ခုအတွက်ဆိုတော့ဒီကနေကျမတို့တိုင်ရှိတစ်တိုင်ပြန်ထိုးမယ်နော်ပြီးတော့ဒီနေရာရောက်အောင်ဆိုတော့တစ်ပတ်လာပြည့်မယ်ပေါ့နော်ပြီးတော့ဖွမီတစ်ခါထိုးမယ်ပြီးတော့ဒီတိုင်ရှိအပေါ်မှာတိုင်ရှိတစ်တိုင်ထိုးမယ်ပြီးတော့ဖွမီတစ်ခါထိုးမယ်နောက်လျှောက်ဒီတိုင်းပဲထိုးသွားရတော့မှာပဲဖြစ်ပါတယ်နော်ဟိုတောက်နေလဲကျမတို့ဘာမှလုပ်ဆရာမလိုတော့ဘူးတိုင်ရှိတစ်တိုင်ပေါ်မှာတိုင်ရှိတစ်တိုင်အဲ့လိုထိုးထားလိုက်ရုံပဲနော်တိုင်ရှိတစ်တိုင်ဖွမီတစ်ခုဒီမှာဆိုလို့ရှိရင်လည်းကျမတို့ဒီဒါကိုထဲရဲ့ရူး1မှာဒီလိုထိုးထားเนาะအဲ့ဒါအပေါ်မှာကျမတို့ဒီတိုင်ရှိပေါ်မှာဖွမီတိုင်ရှိတစ်တိုင်ထိုးမယ်ပြီးတော့ဖွမီတစ်ခါထိုးမယ်ပြီးတော့ဒီနောက်ထပ်တိုင်ရှိတစ်တိုင်ရဲ့အပေါ်မှာလည်းတိုင်ရှိတစ်တိုင်ပြန်ထိုးလိုက်မယ်เนาะဒီလိုမျိုးပဲเนาะအဲ့ပြီးရင်ဖွမီတစ်ခါပြီးတော့ဒီတိုင်ရှိပြီးတော့ပြီဆိုတော့ဒီတိုင်ရှိကိုပြန်ဆက်ပြီးတော့ထိုးထားလိုက်မယ်ဆိုတော့ဒီ row 2ကနေစပြီးတော့မှ row 3 row 4အဲ့ဒါပေါ့နော်ကိုလိုချင်တဲ့အရှည်ရောက်တဲ့ထီကကျမတို့တိုင်ရှိတစ်တိုင်ဖွမီတစ်ခုအဲ့လိုမျိုးပဲပေါ့နော်ထိုးသွားမှာဖြစ်ပါတယ်တရိုးပြန်စပြီဆိုရင်တော့ဖွမီလေးခုနဲ့စတာပေါ့နော်ဆိုတော့ဒီတိုင်ရှိပေါ်မှာတိုင်ရှိတစ်တိုင်ပြန်ထိုးမယ်ဖွမီတစ်ခုဒီအပေါ်မှာလည်းတိုင်ရှိတစ်တိုင်ပြန်ထိုးမယ်ဖွမီတစ်ခုဒီအပေါ်မှာလည်းတိုင်ရှိတစ်တိုင်ထိုးမယ်အဲ့တိုင်းလေးပဲထိုးလာခဲ့လိုက်ပါနော်အဲ့တော့ဒီအတိုင်းလေးပဲဆက်ပြီးထိုးလိုက်ပါကျမတို့ဒီဘောတော့မှတ်ထားတဲ့နေရာပြန်ရောက်လာပြီဆိုလို့ရှိရင်ကျမပြန်ပြောပြမယ်နော်အခုတိုင်းလေးပဲဒီမှာနော်ဒီတိုင်းလေးပဲဆက်ပြီးထိုးလာခဲ့လိုက်ပတ်လဲနော်တိုင်းရှိတစ်တိုင်းအပေါ်မှာတိုင်းရှိတစ်တိုင်းအဲ့လိုပဲထိုးလိုက်ရုံပဲလေနော်အဲ့တော့ဒီမှတ်ထားတဲ့နေရာရောက်တဲ့ခါကျရင်ကျမတို့ပြန်ပြီးတော့စုံကြပါမယ်နော်ပြီးကျမတို့ဒီမှာအဲ့ရဲ့ကိုထဲပိုင်းထိုးလာတာ row 2အစုံနေရာပေါ့နော်ကျမဒီမှတ်ထားတဲ့နေရာကိုတစ်ခါပြန်ရောက်လာပြီဆိုတော့ဒီမှာတိုင်းရှိတစ်တိုင်းထိုးထားတယ်ဖုမီတစ်ခါထိုးမယ်ပြီးတော့ဒီမှတ်ထားတဲ့နေရာလေးမှာကျမတို့ရှက်ကော်လေးနဲ့လာချိတ်လိုက်ပါနော်နမရှက်ကော်လေးနဲ့လာချိတ်လိုက်ပါဒါဆိုလို့ရှိရင်ကျမတို့အဲ့ရဲ့ row 2ပြီးသွားပါပြီနော်ဆိုတော့အဲ့ရဲ့ကိုထဲ row 3ကိုပြန်ထိုးမယ်ဆိုလဲခုနအတိုင်းပဲပေါ့နော်ကျမတို့ပထမဆုံးစတက်တယ်ဆိုရင်တော့ဖွမီ4ခါ1 2 3 4နော်ဖွမီ4ခါထိုးတယ်
ဒီ3နေရာမှာမကာလေးမှတ်ခဲ့လိုက်မယ်အဲ့ဒါပြီးရင်ခုနအတိုင်းပဲတိုင်ရှိတစ်တိုင်အပေါ်မှာတိုင်ရှိတစ်တိုင်ပေါ့နော်ဒီမှာဒါကကြတော့သူ့အတွက်တိုင်ရှိဆိုတော့ဒီတိုင်ရှိအပေါ်မှာတိုင်ရှိတစ်တိုင်ပြီးတော့ဖွမီတစ်ခုတိုင်ရှိတစ်တိုင်နော်အခုကျွန်မထိုးပြနေတာက8ကိုထည့်ရဲ့ row 3ပဲဖြစ်ပါတယ်နော် row 3ကလည်း row 2လို့ပဲတူပဲနော်အဲ့တော့ကျွန်တော်တို့အခုအတိုင်းလေးပဲထိုးလာခဲ့လိုက်ပါနော်ဒါဆိုလို့ရှိရင်ပတ်ပတ်လဲဒီမှာနော်တိုင်ရှိတဲ့တိုင်းပေါ်မှာတိုင်ရှိတဲ့တိုင်းဖုမိတစ်ခုတိုင်ရှိတဲ့တိုင်းဖုမိတစ်ခုအဲ့လိုပဲပတ်ပတ်လဲပတ်ပြီးမှထိုးရမယ်ဒီညာရောက်ပြီဆိုရင်ပြန်ချိတ်မယ်နောက်ထပ် row 4ကိုလည်းအဲ့လိုပဲကျမတို့ဖုမိလေးခုနဲ့တက်မယ်ပြီးတော့တိုင်ရှိတဲ့တိုင်းဖုမိတစ်ခုနဲ့ပတ်ပြီးမှပြန်ထိုးလာမယ်ပေါ့နော်ဒီအတိုင်းလေးပဲကျမတို့row 2 3 4 5 6အဲ့လိုမျိုးတူသွားပြီเนาะဆိုတော့ဒီအတိုင်းလေးပြီးမှပဲဆက်ပြီးတော့မှထိုးလာခဲ့လိုက်เนาะဟုတ်ပြီကျမတို့အခုထိုးလာတာအေးရဲ့ကိုထဲကစုစုပေါင်း row 17เนาะ18ထိပြီးပြီပေါ့เนาะ row 18ထိပြီးသွားပြီအတိုင်းအားဖြင့်ဆိုလို့ရှိရင်ကျမတို့ပေါ့နော်6လက်မခွဲပေါ့နော်6လက်မခွဲလောက်ရှိသွားတဲ့အချိန်မှာကျမတို့ရက်လိုက်ပါတယ်နော်အဲ့ဒါပြီးရင်ကျမတို့ဒီအစုံတက်ထားတဲ့နေရာလေးမှာကျမတို့ကြိုးလေးကိုဖြတ်လိုက်ပါနော်ကြိုးလေးကိုဖြတ်လိုက်ပါပြီးတော့ကျမတို့ဒီကြိုးကိုသိမ်းလိုက်ပေါ့နော်ဒါတို့အနဲ့တခြားလေးအနောက်ဘက်မှာသိမ်းလိုက်ပါဒါဆိုရင်တော့ကျမတို့ကဒါကိုထဲပိုင်းလေးပြီးသွားပြီပေါ့နော်ကိုထဲပိုင်းပြီးပြီဆိုရင်ကျမတို့ကကြိုးဒီကြိုးဖက်ကိုတွားမှာပဲဖြစ်ပါတယ်နော်ဟုတ်ပြီကြိုးကိုစထိုးဖို့ရန်အတွက်ကျမတို့ဒီလိုမျိုးပေါ့နော်တက်တဲ့ထားလိုက်ပါနော်ဒီရဲ့ဟာကိုခောက်ထားဒီလိုမျိုးတတိချာချာညီညီလေးခောက်ထားလိုက်ပါခောက်ပြီးပြီဆိုလို့ရှိရင်ဒီဘက်ကနေကျမတို့တိုင်ကိုစယူလိုက်ပေါ့နော်ဒါဆိုရင်တတိုင်တစ်နော်တစ်ကိုခဏထားလိုက်အောင်ဒီကနေစယူမယ်ဆိုရင်2 4 6 80 12 14 14ဒီဘက်ကတင်းနေဆိုရင်15ဟုတ်ပြီနော်အဲဆိုရင်ကျမတို့ဒီတိုင်ရှည်15ခုအစအဆုံးကိုဒီမှာမကာလေးနဲ့မှတ်လိုက်ပါဒီဘက်မှာလည်းအဲ့လိုပဲပေါ့နော်အဲ့လိုပဲဒီမှာဆိုရင်1เนาะဒါဆိုရင်2 4 6 80 12 14ဒီကတင်းနေဆိုရင်15ဆိုတော့ဒီအလယ်မှာဒီမှတ်ထားတဲ့နေရာအစနဲ့အဆုံးဒီအလယ်မှာတိုင်ရှည်15တိုင်ရှိပါတယ်เนาะဆိုတော့ကျမတို့အခုဒီတစ်ဖက်ကနေစပြီးတော့ထိုးပါမယ်ဆိုတော့အရင်ဆုံးဒီမှတ်ထားတဲ့နေရာမှာကျမတို့အကိုအရင်ထိုးလိုက်ပါထိုးပြီးပြီဆိုလို့ရှိရင်ကြိုးကိုဆွဲယူလိုက်ပါနော်ပြီးရင်ကျမတို့ဖွတ်မီ၄ခါထိုးပါမယ်1 2 3 4เนาะဒီဖွတ်မီ၄ခါမှာဖွတ်မီ3ခါကဒီရဲ့တိုင်ရှိတစ်တိုင်ကိုတတ်မှတ်ပါတယ်ပြီးတော့ဒီအလဲကဖွတ်မီတစ်ခုနဲ့ဆိုရင်တော့ဖွတ်မီ၄ခုဖြစ်သွားတယ်ပေါ့နော်ဒီတိုင်ရှိအတွက်ဖြစ်ပါတယ်ပြီးတော့နောက်ထပ်တိုင်ရှိရဲ့အပေါ်မှာကျမတို့တိုင်ရှိတစ်တိုင်ပြန်ထိုးလိုက်ပါနော်တော့ခုနထိုးလာတဲ့ကြိုးစာလေးကိုကျမတို့တစ်ခါလေးတိမ့်ပြီးတော့ထိုးပါနော်ဟောဒီတိုင်းလေးဖြစ်သွားပြီအဲ့ဒါပြီးရင်ကျမတို့ဖုန်မီတစ်ခါပြန်ထိုးပါထိုးပြီးရင်နောက်ထပ်တစ်တိုင်းဒီဖက်တိုင်းเนาะဒီဖက်တိုင်းရဲ့အပေါ်မှာလည်းအဲ့လိုပဲတိုင်ရှိတစ်တိုင်းပြန်ထိုးလိုက်ပါပြီးရင်ဖုန်မီတစ်ခါထိုးမယ်နောက်ထပ်အောက်မှာဒီပေါ့နော်အပေါ်မှာပေါ့နော်တိုင်ရှိတစ်တိုင်းပြန်ထိုးလိုက်ပါဖုန်မီတစ်ခါပြန်ထိုးမယ်ဒီတိုင်ရဲ့အပေါ်မှာလည်းတိုင်ရှိတစ်တိုင်းပြန်ထိုးလိုက်ပါဒီလိုမျိုးเนาะအဲ့ဒါကိုဘယ်အထိထိုးလာမလဲဆိုတော့တိုင်ရှိ15တိုင်ပေါ့နော်ခုနကဒီဖက်မှာမှတ်ထားတဲ့နေရာရောက်တဲ့အထိဒီနားရောက်တဲ့အထိဒီတိုင်းပဲထိုးလာခဲ့လိုက်ပါနော်ဒီနားရောက်တဲ့ချိန်ကျရင်ကျွန်မပြန်ပြပေးပါမယ်ဟုတ်ပြီအခုကျမတို့ထိုးလာတာဒီမှတ်ထားတဲ့နေရာလေးပြန်ရောက်လာပြီနော်ဆိုတော့မှတ်ထားတဲ့နေရာမှာလဲကျမတို့တိုင်ရှည်တစ်တိုင်ထိုးမယ်နော်ဒီပေါ်မှာတိုင်ရှည်တစ်တိုင်ထိုးမယ်ဒါဆိုရင်ကျမတို့ဒီကျိုးရဲ့ row ပေါ့နော်ဒါကြတော့ကျိုးကပထမဆုံးမှာတိုင်ရှည်15တိုင်ရှိတယ်အဲ့ဒါပြီးရင်ကျမတို့ကဖွတ်မီ3ခုထိုးလိုက်ပါ1 2 3
နော်ဖွမီတော့ခါတိုင်းကကြတော့ကျမတို့ဖွမီ၄ခုထိုးတယ်နော်ဖွမီ၃ခုပြီးဒီကြားထဲမှာဖွမီတစ်ခုနဲ့ဆိုဖွမီ၄ခုထိုးတယ်ဒါပေမဲ့ဒီကျိုးမှာကြတော့ကျမတို့ဖွမီ၃ခုပဲထိုးမယ်ပြီးရင်ကျမတို့ထိုးထားတာလေးကိုလှည့်မယ်လှည့်ပြီးတော့မှကျမတို့ကဒီတစ်ပေါက်ဒီတတိုင်းကိုကြော်လိုက်နော်ဒီတတိုင်းကိုကြော်ပြီးတော့မှဒီဒုတိယတတိုင်းမှာကျမတို့ကတိုင်ရှိတတိုင်းလာထိုးလိုက်ပါဆိုတော့ကျမတို့ကတိုင်အယော့ထိုးလိုက်တာပေါ့နော်ဒီတတိုင်းဒီတစ်ပေါက်ကိုကြော်လိုက်တာပေါ့နော်ပြီးတော့ဖွမီတစ်ခါပြန်ထိုးမယ်ဒီနေရာမှာလည်းအဲ့တိုင်းပဲခါတိုင်းလိုပဲကျမတို့တိုင်ရှိတတိုင်းစီပဲပြန်ပြီးတော့မှထိုးခဲ့လိုက်ပါနော်ဟုတ်ပြီအခုဒီမှာကျမထိုးလာတာဒီမှာနှစ်တိုင်ကျန်တယ်နော်ဒါနောက်ဆုံးနေရပါတော့နှစ်တိုင်ကျန်တဲ့အထင်းမှာကျမတို့ဒီတတိုင်ကိုကြော်ပြီးတော့မှဒီမှာလည်းဖွမီမထိုးเนาะဒီမှာတိုင်ရှိတတိုင်ပဲထိုးတယ်အဲ့ဒါပြီးရင်ကျမတို့ဒီဖက်ဒီရဲ့ဖွမီ3ခုအပေါ်မှာပေါ့နော်ဒီနေ့3ဒီ3ခုအပေါ်မှာကျမတို့ကတိုင်ရှိတတိုင်လာထိုးလိုက်ပါနော်ဒီလိုမျိုးပေါ့နော်တိုင်ရှိတတိုင်လာထိုးလိုက်ပါဒါဆိုရင်ဒါက row 2ပေါ့နော် row 2ကိုကျတော့ကျမတို့ကျိုးရဲ့ row 2ကိုအရော့ထိုးထားတယ်အဲ့လိုပဲ row 3ကိုဆက်ထိုးမယ်1 2 3ပေါ့နော်3ခုပဲထိုးပြီးတော့မှပြန်လှည့်လိုက်မယ်လှည့်ပြီးရင်ခုနအတိုင်းပဲကျမတို့ဒီတတိုင်ကိုကြော်လိုက်ပါကြော်ပြီးတော့ဒီတတိုင်မှာတိုင်ရှိတတိုင်လာထိုးလိုက်ပါပြီးတော့ဖွမီတစ်ခါထိုးမယ်ခုနအတိုင်းလေးပဲတိုင်ရှိတတိုင်ဖွမီတစ်ခုထိုးလာခဲ့လိုက်နော်ဒီ row ရဲ့ဆုံးခါနေကြလို့ရှိရင်ကျွန်မပြန်ပြီးတော့ပြောပြပေးပါမယ်တိုင်ရှိတတိုင်ဖွမီတစ်ခုထိုးလာခဲ့လိုက်ပါနော်ဒီနားလေးရအောင်ပြန်ပြောပြပါမယ်ဟုတ်ပြီအခုဒီမှာနောက်ဆုံးနေရာပြန်ရောက်လာပြီเนาะနောက်ဆုံးနေရာမှာဆိုရင်ဒါကကြတော့ဖွမီ3ခုထိုးထားတဲ့ဟာဒါကကြတော့တိုင်ရှိတတိုင်ဆိုတော့ဒီတိုင်ရှိတတိုင်ကိုကျမတို့ကြော်ပြီးတော့ဒီဖွမီ3ခုရဲ့ဒီ3ခုမြောက်ဖွမီမှာသွားချိတ်မယ်เนาะဒီမှာလဲတိုင်ရှိတတိုင်ပဲဖွမီတစ်ခါမထိုးเนาะဆိုတော့ဒီမှာဖွမီ3ခုရဲ့အပေါ်မှာကျမတိုင်ရှိတတိုင်လာထိုးလိုက်တယ်ဆိုတော့ဒီအတိုင်းလေးဖြစ်သွားပြီเนาะအဲ့တော့နောက်ထပ်ဒါကကြတော့အယော့ထိုးထားတာဒုတိယမြောက် row ပေါ့နော်ဒုတိယမြောက် row ပြီးတော့တတိယမြောက်အယော့ပြန်ထိုးမယ်1 2 3ခါထိုးမယ်ပြီးထိုးထားလေးကိုလည်းလှည့်လိုက်ပါလှည့်ပြီးပြီဆိုရင်ကျမတို့ဒီတစ်ခုကိုကြော်မယ်နော်ဒီတစ်ခုကိုကြော်ပြီးတော့ဒုတိယဒီတိုင်မှာပေါ့နော်ကျမတို့တိုင်ရှိတိုင်လာထိုးလိုက်ပါပြီးတော့ခိုင်းလို့ပဲဖွမီတစ်ခုနော်တိုင်ရှိတိုင်ဖွမီတစ်ခုအဲ့လိုမျိုးဒီ row ဆုံးခန့်နေထိထိုးလာခဲ့လိုက်နော်ဒီနေရာထိထိုးလာခဲ့လိုက်ဒီမှာဆိုရင်ဖွမီ3ခုနဲ့တိုင်ရှိတဲ့တိုင်ပဲကြံတဲ့အခါကျရင်ကျွန်မပြန်ပြောပြပေးပါမယ်ဟုတ်ပြီအခုကျမတို့ဒီမှာဖွမီ3ခုနဲ့တိုင်ရှိတဲ့တိုင်ပဲကြံနေနော်ဆိုတော့ဒီဖွမီ3ခုရဲ့အပေါ်ဆုံးကဖွမီမှာကျမတို့တိုင်ရှိတဲ့တိုင်ထိုးလိုက်တယ်ဆိုရင်ဒါရသွားပါပြီဆိုတော့ဒီမှာကြည့်မယ်1 2 3 4 5 6 9 9တိုင်ပဲကြံတော့တယ်နော်9တိုင်ပဲကြံတော့တဲ့အချိန်မှာကျမတို့ကတစ်ခါအယော့ထိုးအောင်မယ်နော်9တိုင်ပဲကြံတဲ့အထိထိုးရမှာဖြစ်ပါတယ်ပြီးကျမတို့အခုเนาะအယော့ထိုးတော့မဲ့အချိန်မှာဒီဟာကဒါနောက်ဆုံးဘောနော်6တိုင်ကြံတဲ့အချိန်မှာเนาะ6တိုင်ကနေကျမတို့နောက်ထပ်တစ်ရိုးမှာကျတော့9တိုင်ပဲကြံအောင်အယော့ထိုးမှာအဲ့ခါကြလို့ရှိရင်တော့ကျမတို့ဖွမီကိုဒီမှာ4ခါထိုးပါမယ်เนาะ1 2 3 4เนาะ4ခါထိုးမယ်ထိုးပြီးတော့ကျမတို့ထိုးထားလေးကိုလှည့်မယ်လှည့်ပြီးတော့မှခါတိုင်းလိုပဲကျမတို့ဒီတစ်ပေါက်ကိုကြော်ပြီးတော့ဒီနားမှာတိုင်ရှိတတိုင်လာထိုးလိုက်ပါဖွမီတစ်ခုတိုင်ရှိတတိုင်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 ဟုတ်ပြီနော်အဲ့ဆိုရင်ဒီမှာဖွမီ3ခုနဲ့တိုင်ရှိတတိုင်ပဲကြံတဲ့တနည်းအားဖြင့်ဆိုတော့တိုင်ရှိ2တိုင်ပေါ့နော်2တိုင်ပဲကြံတော့တဲ့အချိန်မှာကျမတို့ခါတိုင်းကဒီမှာဆိုရင်တန်းပြီးတော့မှဒီနေရာမှာတိုင်ရှိထိုးလိုက်တယ်အခုကတော့ကျမတို့ဖွမီတစ်ခါထိုးလိုက်မယ်ထိုးပြီးရင်ဒီနေရာမှာ3ပေါက်နေရာမှာကျမတို့ကတိုင်ရှိတစ်တိုင်ထိုးလိုက်တယ်ဆိုတော့ဒီ row ကနေစပြီးတော့ကျမတို့ကအယော့မထိုးတော့ဘူးပေါ့နော်တက်တက်ပဲထိုးရတော့မယ်ဆိုတော့ကျိုးကဘယ်နှ row မြောက်မှာတက်တက်ထိုးလဲဆိုလို့ရှိရင်ကျမတို့ဘူတာက
ပထမဆုံးဟာနော်ပထမဆုံးဒါအယော့မထိုးတဲ့row ပေါ့နော်1 2 3 4 5 9တိုင်ပေါ့နော်ဒီမှာဆိုရင်တိုင်ရှိ9တိုင်ပဲကျန်တော့တဲ့အချိန်မှာကျမတို့အယော့မထိုးတော့ပါဘူး1 2 3 4နော်ဖွမီ4ခါထိုးတယ်ထိုးပြီးတော့ပြန်လှည့်မယ်နော်ဒီနေရာကိုမထိုးဘူးဒီတိုင်ရှိပေါ်မှာတိုင်ရှိတစ်တိုင်ထိုးလိုက်ပါအဲ့လိုပဲဖွမီတစ်ခါထိုးမယ်ဒီအပေါ်မှာတိုင်ရှိတစ်တိုင်ပြန်ထိုးမယ်ဖွမီတစ်ခါထိုးမယ်တိုင်ရှိတစ်တိုင်ပြန်ထိုးမယ်ဒီအတိုင်းပဲကျမတို့ကတောက်လျှောက်ထိုးပေးသွားရတော့မှာပဲဖြစ်ပါတယ်နော်နော်အဲ့ဒါပြီးတော့ဒါဆိုရင်နောက်ဆုံးတစ်ပေါက်ပေါ့နော်ဒီမှာနောက်ဆုံးတစ်ပေါက်ကကြတော့ကျမတို့ဒီလိုမျိုးဖွမီပုံစံထိုးထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါမေ့တက်ပါတယ်နော်မမေ့အောင်ကျွန်တော်တေချာကြည့်ပြီးထိုးမှာဖြစ်ပါတယ်ဆိုတော့ဒီ row ပြီးပြီဆိုရင်1 2 3 4 5 6ခွန်းအဲ့လိုမျိုးခုနှစ်ခုရှိရမယ်နော်အဲ့ဒါပြီးတော့ဒါ row 6ပေါ့နော် row 7နဲ့အဲ့လိုပဲ1 2 3 4ခုထိုးပြီးရင်လှည့်မယ်နော်ဒီဒုတိယမြောက်တိုင်ရှိပေါ်မှာတိုင်ရှိတစ်တိုင်ထိုးမယ်ပြီးရင်ဖွမီတစ်ခုတတိယမြောက်တိုင်ရှိပေါ်မှာတိုင်ရှိတစ်တိုင်ထိုးမယ်ပြီးရင်ဖွမီတစ်ခုအဲ့လိုမျိုးပဲပေါ့နော်ကျမတို့ဆက်ပြီးတော့မှထိုးထားလိုက်ပြုံပါပဲကိုလိုရှင်နဲ့အခြေရောက်တဲ့အထိပေါ့နော်ဒီအတိုင်းပဲဆက်ပြီးတော့ထိုးလာခဲ့လိုက်ပါနော်ဆိုရင်ဒီမှာနောက်ဆုံးနေရာမှာဆိုရင်ကျမတို့ကဒီဖွမီရှိတယ်နော်ဖွမီရဲ့3ခုမြောက်ဖွမီထဲမှာထည့်ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီအတိုင်းပဲဆက်ပြီးတော့မှခက်ရှည်ရှည်လေးထိုးလာခဲ့လိုက်ပါနော်ဒီတိုင်းလေးပဲဟုတ်ပြီကျမတို့အခုဒီမှာထိုးလာတာဒါဒီကျိုးကိုဒီပထမဆုံး row ကနေစရည်မယ်ဆိုရင် row 20ပေါ့နော် line 20ပြီးတဲ့ချိန်မှာကျမဒီမှာပဲဖွမီတစ်ခါထိုးပြီးမှအဆုံးတက်လိုက်မှာပဲဖြစ်ပါတယ်နော်ဆိုတော့ဒီနေရာလေးမှာပဲကျမတို့ဖွမီတစ်ခါထိုးမယ်ပြီးတော့ကျမဒါကိုကတ်ကြီးနဲ့ညှက်ပြီးတော့အဆုံးတက်လိုက်မှာပဲဖြစ်ပါတယ်ဆိုတော့တချမ်းတော့ပြီးသွားပြီပေါ့နော်ကျိုးတချမ်းပြီးသွားပြီဆိုတော့နောက်ထပ်တချမ်းလည်းခုနအတိုင်းပဲပေါ့နော်ကျမတို့ဒီမှတ်ထားတဲ့နေရာကနေပဲစထိုးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဘက်တချမ်းလည်းခုနကရှေ့မှာထိုးပြသွားတယ်လို့ပဲဆက်ပြီးမှထိုးလာခဲ့လိုက်ပါနော်ဒီမှာဆိုရင်လည်း1 2 3 4နော်ဒီအတိုင်းပဲခုနပထမဆုံး row မှာ15ခုရှိတယ်เนาะတိုင်ရှိ15တိုင်ရှိတယ်နောက်ထပ်တစ် row မှာကျမတို့ကအယော့ထိုးလိုက်တယ်ဆိုရင်73တိုင်ပြီးတော့နောက်ထပ်တစ် row မှာထပ်အယော့ထိုးမယ်ဆိုရင်7တိုင်ပြီးရင်9တိုင်ပြီး9တိုင်9တိုင်ရောက်တဲ့နေရာမှာကျမတို့ကရက်လိုက်မယ်လीเนาะဆိုတော့ဒီအတိုင်းလေးပဲဆက်ပြီးတော့ထိုးလာခဲ့လိုက်ပါဒီဖက်ချမ်းကိုတော့ကျွန်မမရိုက်ပြတော့ဘူးเนาะဗီဒီယိုအရင်ရှိတော့မှဆိုလို့ပါခုနကဒီတစ်ဖက်တစ်ချမ်းထိုးတာ ਨੇ အတူတူပါပဲเนาะဆိုတော့ဒီအထိထိုးလာပြီးမှခုနတိုင်ပဲရောက်တဲ့အထိအယော့ထိုးပြီးတော့မှကျမတို့ row 20အထိထိုးလိုက်ပါเนาะrow 20အထိပြီးသွားတဲ့ခါကျရင်ကျတော့ကျမတို့ဒီဖက်ချမ်းနဲ့ဒီဖက်ချမ်းကိုဒီမှာဆက်ရမှာပေါ့နော်ဒီနေရာမှာပြန်ပြီးတော့မှဆက်ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဖက်ချမ်းကိုဆက်ပြီးမှထိုးလိုက်ပါrow 20ပေါ့နော်ကျိုးရဲ့ row 20ပြီးသွားတဲ့ခါကျရင်ကျမတို့ပြန်ပြောပြပေးပါမယ်နော်ဟုတ်ပြီကျမတို့အခုဒီဖက်ချမ်းမှာလဲ row 20အထိပြီးသွားပြီဆိုတော့ကျမဒီမှာဖွမီတစ်ခါထိုးပြီးတော့မှအဆုံးတက်လိုက်တော့မယ်နော်ဖွမီတစ်ခါထိုးပြီးတော့မှကျမတို့ဒီကျိုးကိုနည်းနည်းခက်ရှည်ရှည်လေးညှက်လိုက်မယ်တခါတည်းကျမတို့ဒီဖက်နဲ့ပူးပြီးတော့မှတိုင်တိုထိုးလိုက်လဲရတယ်နော်ဒါပေမဲ့ကျမကတော့ဒီတိုင်းအပ်နဲ့ပဲလက်ချုပ်ပဲလိုက်ချင်လို့ပါဆိုတော့အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ကျမတို့ကအပ်နဲ့ဒီအပ်နဲ့ပဲပေါ့နော်ဒီနှစ်ခုကိုပူးပြီးတော့မှလက်ချုပ်လိုက်မှာပဲဖြစ်ပါတယ်ကျမတို့ဒီလိုမျိုးပေါ့နော်တကယ်တမ်းကတော့ဒီလိုမျိုးပူးရမှာပေါ့နော်ဒါပေမဲ့ကျမတို့ကလက်ချုပ်လိုက်တဲ့အချိန်မှာတော့ဒီလိုမျိုးမလှတဲ့ဘက်ကနေပဲချုပ်လိုက်မှာပဲဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ကျမတို့ဒီရဲ့ဖွမီ1 2 3နော်
ဖုမီ3ခုနေရာမှာကျမထည့်လိုက်မယ်ဒီပဲပေါ့နော်ကျမတို့ဒါလက်ချုပ်လိုက်တာပဲဖြစ်ပါတယ်ဆိုတော့ဒီကျိုးနှစ်ခုပူတိုင်းရပြီပေါ့နော်ဆိုတော့လက်ချုပ်လိုက်မလိုက်ပဲနဲ့လေကျမတို့ကခုနကျမပြောသလိုပဲပေါ့နော်အဆုံးမတက်လိုက်ပဲနဲ့တိုင်တိုလေးတွေထိုးပြီးတော့မှလည်းလုပ်လို့ရပါတယ်เนาะကျမကတော့တခါတည်းဒီလက်ချုပ်ပဲလိုက်ချင်လို့တခါတည်းကျိုးစလေးကိုပဲခြံထားပြီးတော့ပဲဒီလိုလက်ချုပ်လိုက်လိုက်တာပဲဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့ဒီအတိုင်းလေးပဲဆက်ပြီးတော့မှဒီထိတ်ရောက်တဲ့အထိပေါ့နော်ချုပ်လာခဲ့လိုက်နော်ဟုတ်ပြီအခုဒီမှာကျမနောက်ဆုံးနေရပါတော့ကျမနောက်ဆုံးနေရရောက်သွားပြီနောက်ဆုံးနေရမှာဒီမှာအပေါက်လေးခြံထားပြီးတော့အဆုံးထိမဆွဲဘဲနဲ့ဒီထဲမှာပဲကြိုးစာကိုထည့်ပြီးတော့မှခြိလိုက်တယ်နော်ဒီလိုမျိုးဒါကတော့ချုပ်ပြီးသွားပြီဆိုတော့ဒီကြိုးစလေးတွေကိုကျတော့ကျမပြန်သိမ်းလိုက်မယ်နော်ဆိုတော့ဒါကတော့အဲ့ရဲ့အကျန်းထိတ်လေးပြီးသွားပါပြီနော်ကျမတို့အဲ့ရဲ့ကျန်းထိတ်လေးပြီးသွားပြီဒီပေါ်မှာပန်းပွင့်လေးတက်မှာပေါ့နော်ကျမကတော့ပန်းပွင့်မတက်ပဲနဲ့ဒီတိုင်းပဲလွယ်လေးရပါတယ်နော်ဒါလေးပါဒီကြိုးစလေးတွေကိုကျမပြန်သိမ်းပါမယ်နော်ဆိုတော့ပန်းပွင့်ထိုးနည်းလေးကိုပြန်ပြောပြပေးပါမယ်ဟုတ်ပြီမင်းတို့အခုဒီအိမ်မှာတက်ထားတဲ့ဒီပန်းပွင့်လေးအလားစိန်ဖို့ရင်အတွက်ပန်းပွင့်လေးထိုးပြပေးပါမယ်နော်ပထမဦးဆုံးကျမတို့ magic ring လေးအရင်ဆုံးလုပ်လိုက်ပါနော် magic ring လေးအရင်လုပ်လိုက်ပါမယ်ပြီးသွားပြီဆိုရင် magic ring ထဲမှာကျမတို့တိုင်တိုး6တိုင်ထိုးပါမယ်နော်ဒီနဲ့3 4 5 6တိုင်နော်ပြီးပြီဆိုရင်မင်းတို့ဒီကျိုးကိုဆွဲလိုက်ပါနော်ဆွဲပြီးပြီဆိုရင်ဒီပထမဆုံးတိုင်တူပေါ့နော်ပထမဆုံးထိုးထားတဲ့တိုင်တူထဲမှာရှက်ကော်လေးနဲ့လာပြီးတော့မှဆက်လိုက်ပါနော်ဒီလိုဆက်လိုက်ပါပြီးရင်ဖုတ်မီထိုးမယ်နော်ဖုတ်မီ9ခုထိုးမယ်1 2 3 4 5 6ခုဖုတ်မီ9ခုထိုးပြီးပြီဆိုရင်အဲ့ဒီဖုတ်မီထိုးထားတဲ့အပေါက်ထဲမှာပဲရှက်ကော်တစ်ခါပြန်လုပ်လိုက်ပါနော်ဒီလိုအကွင်းလေးရတော့ပြီအဲ့ဒါပြီးနောက်ထပ်ဖုတ်မီ9ခုပြန်ထိုးမယ်1 2 3 4 5 6ခုနော်9ခုထိုးပြီးပြီဆိုရင်ဒီဒုတိယတစ်ပေါက်ထဲမှာရှက်ကော်လေးနဲ့ပြန်လာချိတ်လိုက်ပါနော်အဲ့ဆိုရင်ဒီမှာ2ခုရလာပြီနော်အဲ့ဒါကိုဆက်ပြီးတော့ပြန်ထိုးမယ်နောက်ထပ်ဖုတ်မီ9ခု1 2 3 4 5 6ခုခုပြီးပြီဆိုရင်တူပေးနာတစ်ပေါက်ထဲမှာပြန်ပြီးတော့မှရှက်ကော်လုပ်လိုက်ပါအဲ့လိုမျိုးဖုတ်မီ9ခုနဲ့ရှက်ကော်လုပ်တာစုစုပေါင်းဒီလိုအကွင်းလေး6ခုရှိရမှာပဲဖြစ်ပါတယ်ဆိုတော့เนาะဒီမှာနောက်ထပ်3ပေါက်ရှိသေးတယ်1 2 3ဒီ3ပေါက်ကိုလည်းကျမတို့အခုအတိုင်းလေးပဲဖုတ်မီ9ခုနဲ့အကွင်းလေးတွေလုပ်လိုက်ပါเนาะဆိုတော့ဒီအတိုင်းလေးရပါမယ်เนาะ1 2 3 4 5 6ခုပြီးသွားပြီဆိုတော့ကျမတို့ဒီနေရာလေးမှာပြီးသွားတယ်เนาะဆိုတော့ဒီကနေပြီးမှကျမတို့ကဒီအကွင်းထဲမှာထိုးရမှာဖြစ်တယ်ဆိုတော့ဒီအကွင်းထဲမှာရောက်တဲ့အထိကျမတို့ကရှက်ကော်လေးတစ်ချက်ထိုးလိုက်ပါเนาะအကွင်းထဲမှာရှက်ကော်လေးတစ်ချက်ထိုးမယ်ပြီးတော့ဖုတ်မီတစ်ခါထိုးလိုက်ပါเนาะဖုတ်မီတစ်ခါထိုးပြီးပြီဆိုရင်ဒီအကွင်းထဲမှာပဲကျမတို့တိုင်တိုလေးတွေထိုးပါမယ်เนาะ1 2 3 4 5 6ခု8 9 10ဟုတ်ပြီနော်ဒီအကွင်းထဲမှာတိုင်တို10တိုင်ထိုးလိုက်တယ်ထိုးပြီးပြီဆိုလို့ရှိရင်ဒီနားလေးကအပေါက်မှာပဲပေါ့နော်ကျမတို့ရှက်ကော်တစ်ခါထိုးလိုက်မယ်
ဒါဆိုရင်ပွင့်ဖက်လေးတစ်ခုရသွားပါပြီနော်ပွင့်ဖက်လေးတစ်ခုရသွားပြီဆိုရင်ကျမတို့နောက်ထပ်ဒီအကွင်းလေးတစ်ခုထဲကိုပြန်ပြီးတော့မှထိုးမယ်နော်အကွင်းလေးတစ်ခုထဲကိုထိုးမှဖြစ်တဲ့အတွက်ကြောင့်ဒီအကွင်းရောက်တဲ့ဒီအကွင်းထဲမှာကျမတို့ရှက်ကော်တစ်ခါထိုးလိုက်ပါထိုးပြီးပြီဆိုရင်ဖွင့်ပြီးတစ်ခါထိုးမယ်ပြီးရင်အဲ့ထဲမှာတိုင်တို10ခုပြန်ထိုးလိုက်ပါခုနအတိုင်းပဲနော်တိုင်တို10ခုပြည့်အောင်ထိုးလိုက်နော်ဒီမှာပေါ့နော်တိုင်တို10ခုပြည့်သွားပြီဆိုရင်ဒီအောက်ကအပေါက်မှာပဲကျမတို့ချက်ကော်တစ်ခါပြန်ထိုးလိုက်ပါဒါဆိုရင်ပွင့်ဖက်2ခုပြီးသွားပြီပေါ့နော်အဲ့လိုပဲကျမတို့နောက်ထပ်ပွင့်ဖက်တစ်ခုပြန်ထိုးမယ်ဆိုရင်လည်းဒီအကွင်းထဲမှာတိုင်တို10တိုင်ထိုးရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအကွင်းထဲမှာအရင်ဆုံးဝင်သွားလိုက်ပါချက်ကော်လေးနဲ့နော်ဝင်ပြီးရင်ဖွင့်ပြီးတစ်ခါထိုးပြီးမှကျမတို့တိုင်တို10တိုင်ကိုထိုးပေါ့နော်ခုနဒီအရှိမလောက်သွားသလိုလေးပဲနော်ဒီလိုမျိုးအပွင့်ဖက်ဘယ်နှခုရှိရမလဲဆိုတော့နောက်ထပ်4ခုကိုကိုယ့်ဘာကိုထိုးလာခဲ့လိုက်ပါနော်နောက်ထပ်4ခုထိုးပြီးပြီဆိုလို့ရှိရင်တော့ကျမတို့ဒါဘန်းပွင့်လေးရပြီးသွားပါပြီနော်ဟုတ်ပြီကျမတို့အခုဒီမှာ6ပွင့်ပြည့်သွားပြီနော်ဒါဆိုရင်ဒီမှာတိုင်တို10တိုင်ပြီးပြီဆိုရင်ကျမဒီနေရာလေးမှာပဲရှက်ကော်လုပ်လိုက်တယ်နော်ရှက်ကော်လုပ်ပြီးတော့မှကျမဒီကျိုးဖြတ်လိုက်ပါမယ်ကျိုးဖြတ်ပြီးပြီဆိုရင်ကျမတို့ဒီကျိုးကိုဒီတန်းလန်းလေးပဲထားမယ်ပေါ့နော်ကျမတို့ညှက်လိုက်လေရတယ်ကျမကတော့ဒီတိုင်းတန်းလန်းလေးထားလိုက်ပါတယ်နော်အဲ့ပြီးလို့ရှိရင်ကျမတို့ကဒီပန်းပွင့်ကိုကြိုက်တဲ့နေရာလေးပေါ့နော်ဘယ်နာလေးပဲဖြစ်ဖြစ်တက်လို့ရပါတယ်ကျမကတော့အချီလေးနဲ့ပဲဒီကျိုးနဲ့ပဲပေါ့နော်ဒီကျိုးလေးနဲ့ပဲကျမကတော့ပြန်ပြီးတော့မှချုပ်လိုက်တာပဲဖြစ်ပါတယ်ဆိုတော့အိတ်လေးလည်းထိုးလို့ပြီးသွားပြီပန်းပွင့်အရေးအတွက်လေးကိုတော့ကိုလိုချင်တဲ့လောက်လေးပေါ့နော်ထည့်လို့ရပါတယ်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်ပန်းပွင့်လေးနဲ့ mesh bag လေးထိုးလို့ပြီးသွားပါပြီဆိုတော့ကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေကြရင်လည်းပြန်တွေ့ကြပါမယ်အားလုံးပဲတတ်တာ